အမအနေနဲ့ဒီမန်လာ hospital မှာပထမဆုံး intern ရှစ်ဆင်းရတဲ့ခန်းစားချက်ပေါ့နော်ချယ်လန်းမှာဘယ်လိုလဲပထမဆုံးဆင်းရဲတဲ့ခါကျဘယ်လိုခံစားရလဲအဲ့ဒါဆိုရင်အမအနေနဲ့ဒီမန်လာဘက်မှာရောပေါ့နော်ဒီဘယ်လိုမျိုး internship overview လေးတစ်ချက်လောက်ပြောပြပါအဲ့ဆိုရင်အမအနေနဲ့ရောဒီ internship အတွင်းမှာဘယ်လို skill တွေတိုးတက်လာတယ်လို့ကိုမြင်လဲဒီ internship ကကိုယ့်ရဲ့ဒီ future အတွက်ပေါ့နော်ဘယ်လိုမျိုးအထောက်အကူဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါဒီမင်္ဂလာပါအမကတော့နန္ဒာဖုံးမြတ်ပါမင်္ဂလာပါအမတို့ဖြစ်စဉ်တော်တာပါဒီနေ့အမတို့နှစ်ယောက်က public health internship အနေနဲ့ Manly မြို့က private hospital တစ်ခုဖြစ်တဲ့ Manla ဆေးရုံနဲ့ Chailan ဆေးရုံမှာ internship အနေနဲ့လုပ်ခဲ့တဲ့ experience လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ဆက်ကြည့်ပေးပါအောင်နော်အမတို့ကဒီ University Student Life ကနေပြီးတော့ internship ကာလကိုရောက်ပြီနော်ဟုတ်အဲ့ဆိုရင်ဒီနေ့ discussion လုပ်ကြတာပေါ့ညီမလေးကို internship နဲ့ပတ်သက်တဲ့အားဟုတ်အမအနေနဲ့ရောဒီမန္တလာ hospital မှာ internship ဆင်းခဲ့တဲ့တခြားမှာပေါ့နော်ဒီ internship အနေနဲ့ပထမဆုံးစဝင်တဲ့ experience ဘယ်လိုဖြစ်မလဲခံစားချက်လေးပေါ့ခံစားချက်ပေါ့နော်ပထမဆုံးခံစားချက်ကကြတော့ပြောမယ်ဆိုလို့ရှိရင်စိတ်လှုပ်ရှားတယ်ဘာလို့လဲဆိုတော့အမတို့ဒီလေး student life ကနေပြီးတော့ internship ကာလကိုဒီတစ်လအတွင်းမှာပဲရောက်ခဲ့တာဆိုတော့ဒီစေယုံမှာကဘလို့ဒီအတွေ့အကြုံယူရမလဲပြီးလို့ရှင်ဒီဘလို့လူတွေနဲ့တွေ့ရမလဲဘလို့ဆက်ဆံရမလဲဆိုတဲ့ဒီခံစားချက်ကတော့ဒီပထမဆုံးဖြစ်ပြီးရအဲ့တော့ခါကျတော့ဘယ်လိုပြောရမလဲရင်ခုန်စိတ်လှုပ်ရှားဆိုတာနဲ့တူပထမဆုံးရက်ကိုတော့အမဖြတ်တန်းခဲ့ရပေါ့နော်ဟုတ်နောက်တစ်ခါကျညီမလေးအမပြန်မေးချင်တာလေးရပေါ့နော်ညီမလေးကကျတော့ချိန်လန်းမှာဆင်းခဲ့ရဆိုတော့ဒီချိန်လန်းမှာဘယ်လိုလဲပထမဆုံးဆင်းရဲတဲ့ခါကျဘယ်လိုခံစားရလဲညီမလေးကကြတော့ဒီပြည်ဦးဝင်က Cherryland Hospital ကို internship ဆင်းခဲ့ရဆိုတော့အဓိကကိုစာတီဌာနလည်းမဟုတ်တဲ့ခါကျတော့ပထမဆုံးเนี่ยပေါ့ဒီစေယုံစဝင်တဲ့ခန်းစားချက်ကအစိမ့်သက်တော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းကိုကဒါ internship opportunity hospital ဘက်ကလည်းပေးထားတဲ့အတွက်ကြောင့်ဒါဒီတလအတွင်းမှာတကယ်ကိုကောင်းမွန် internship ကိုရသမျှပေါ့နော်တကယ် observation လုပ်မယ်အဲ့ဒီလိုမျိုး purpose နဲ့ပဲအဲ့လိုတိတ်ပထမဆုံးနေ့ကိုအဲ့လို introducing နဲ့ပဲအဲ့လိုမျိုးပုံမှန်ပဲဖြတ်တန်းခဲ့ရပါတော့ဟုတ်ဆိုညီမလေးကဒီ internship ဆင်းခဲ့ရတာဆိုတော့ဒီဆင်းခဲ့ရတဲ့ကိုလုပ်ခဲ့ရဟိုင်းနဲ့ပတ်သက်ပြီးတော့ဒီ overview လေးပြောပြပါအောင်ဟုတ်ဒါပထမဆုံးအနေနဲ့ဒီ Cherryland ကလည်းဒါ Manla Healthcare Group ရဲ့ hospital တစ်ခုဖြစ်တယ်ပြီးတော့ဒီတကယ်ပေါ့နော်ညီမလေးကိုအရင်တော့တည်ခဲ့ရက hospital ကဒါ patient base နဲ့ treatment ပေးရလောက်ပဲတည်ခဲ့ရပေါ့နော်ဒါပေမဲ့အတွင်းကြဒါ observation လေးလာတဲ့အခါမှာhospital overview အနေနဲ့ကလူနာကို treatment ပေးရုံနဲ့မဟုတ်ဘဲနဲ့ဒါ patient safety တွေနဲ့ပတ်သက်ပြီး observation လုပ်ခဲ့တယ်နောက်တစ်ခုကညီမလေးကို public health နဲ့ပတ်သက်တဲ့ infection control ပိုင်းတွေကိုလည်းတစိမ့်ကြobservation လုပ်ခွင့်ရခဲ့ပါတယ်မှာဟုတ်အဲ့ဒါဆိုရင်အမအနေနဲ့ဒီမန်လာဘက်မှာရောပေါ့နော်ဒီဘယ်လိုမျိုး internship overview လေးတစ်ချက်လောက်ပြောပြပါအမကကြတော့အဓိကမန္တလာမှာကကြတော့ medical record နဲ့ quality control ပိုင်းမှာဆင်းခဲ့ရတယ်ဒီ medical record ပိုင်းမှာဆိုလို့ရှိရင်ကြတော့ဒီ permanent အကိုတွေအမတွေနဲ့တူဒီလူနာ admission ကနေပြီးတော့ discharge အထိကိုမှသူတို့နဲ့တူပေါ့နော်ဒီ blow procedure တွေကိုလေ့လာခဲ့ရတယ်နောက်ပြီးတော့ခါကြတော့အမတို့ရဲ့ဒီ public healthနဲ့ပတ်သက်တဲ့အလုပ်တွေဖြစ်တယ်ပေါ့နော်ဒီ case finding တွေလုပ်ခဲ့ရတယ်ပြီးလို့ရှိရင်အဲ့ဒီ report တွေကိုလည်းအမရဲ့ supervisor နဲ့တူလုပ်ခွင့်ရခဲ့ပါတယ်နောက်ပြီးတော့ဒီအမအနေနဲ့ဆိုလို့ရှိရင်ဒီ quality control ပိုင်းမှာလည်းဆင်းခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒီဘိုင်းမှာဆိုရင်ကြတော့ပေါ့နော်ဒီ quality improvement အဓိကတော့ဒီဆေးရုံရေးပေါ့နော် hospital improvement အပိုင်းတွေမှာလည်းပါဝင်ကူညီခဲ့ရတယ်နောက်ပြီးတော့ခါကျတော့အမတို့ဒီ international patient safety ကိုလည်းလေ့လာခဲ့ပြီးတော့အဲ့ဒီကဒီ permanent အမတွေနဲ့ပေါင်းပြီးတော့အမလုပ်ခဲ့ရပါတယ်ဒါဆိုရင်အမအနေနဲ့ရောအလုပ်လုပ်တဲ့နေရာမှာအခက်အခဲရှိတာအောင်ဆုံးအမအနေနဲ့ကကျတော့ဒီစေယုံမှာဝင်ခဲ့ရတဲ့အတွက်ကကြတော့အခက်ခဲရတော့ရှိရပါတော့ဘယ်လိုလဲဆိုတော့ဆက်စချင်းဒီစေယုံရဲ့ system နဲ့documentation system တွေကိုနားမလည်တော့ခါကျတော့အဲ့ဒီ workflow ကိုနားလည်အောင်လို့အမဘက်ကနေပြီးတော့ဒီသင်ယူရတယ်ဒီ senior တွေကလည်းတေချာပြောပြရတယ်ဒီနောက်ပိုင်းမှာကျတော့ဒီ workflow ကိုလည်းတေချာနားလည်ပြီးတော့ဒီ senior တွေနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ခွင့်လည်းရခဲ့ရပေါ့နော်ညီမလေးမှလည်းဒီအမလိုပဲပေါ့နော်ဒီလိုမျိုးပြဿနာတွေရှိခဲ့မယ်လို့ထင်တယ်ဒီလိုမျိုးပြဿနာတွေဖြစ်တဲ့အချိန်မှာဘယ်လိုမျိုး handle လုပ်ခဲ့လဲဆိုတာလေးကိုလည်းအမတို့တစ်ချက်လောက်ပြောပြပေးပါဟုတ်ဖြစ်ရပေါ့နော် issue တွေကတော့ဘာလို့လဲဆိုတော့ညီမလေးက internship အနေနဲ့ hospital workflow တစ်ခုလုံး observation လုပ်တဲ့အခါမှာဒီ workflow တွေကိုစပိုင်းမှာနားမလည်ရမျိုးရှိခဲ့တယ်ပြီးတော့ဒီ medical term တွေပေါ့နော်ဒီလိုဒီ hospital အတွင်းမှာသုံးတဲ့ဟာမျိုးကြီးဆိုလို့ရှိရင်ကိုကမသိခဲ့ဘူးပေါ့နော်အဲ့တော့နောက်ပိုင်းမှာဒီလို note တွေ line map တဲ့တဖြည်းဖြည်းနဲ့ဒါရင်းနှီးအောင်လို့
ဟိုပေါ့နော်မနုတ်တည်ရေးလိုက်တေချာ observation ဒီ supervisor အနေနဲ့ကလည်းညီမလေးကိုတေချာလက်တွေ့ရောဒီစာတွေ့ရောပါတေချာလေးပြပေးအတွက်ကြောင့်နောက်ပိုင်းမှာတော့ confidence ရလာခဲ့ပါတယ်မှာဟုတ်ကဲဒါဆိုလို့ရှိရင်ညီမလေးအနေနဲ့ internship မှာအမှတ်ရဆုံးကဘာဖြစ်မလဲပေါ့နော်အဲ့ဒါလေးအမှသိချင်တယ်internship တလအတွင်းမှာလုံးဝ observation လုပ်ခဲ့ရတဲ့ type တွေပုံစံများလည်းမတူဘူးပေါ့နော်ပြီးတော့ hospital အတွင်းမှာရှိရဲ့ဒီ staff တွေရောပြီးတော့ဒီ supervisor အနေနဲ့ကလည်းညီမလေးကိုအမျိုးမျိုးပေါ့နော်ဒီ observation တွေဒီ activity တွေပါဝင်ပြီးရ training တွေအများကြီးလုပ်တဲ့အခါမှာteamwork skill တိုးလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုသိလိုက်ရတာကညီမလေးတို့အရင်က hospital ဆိုလို့ရှိရင်ဒီ treatment ဘိုင်းကိုပဲပြင်းပြင်းကြတယ်လीเนาะဒါပေမဲ့ဒီ hospital အတွင်းမှာ department experiment မှာရှိရဲ့ဒီ department တစ်ခုချင်းစီကဒီ patient care အတွက်ဘယ်လောက်အရေးကြီးလဲဆိုတာကိုညီမလေးသိခွင့်ရခဲ့ပါတယ်အဲ့ဒါတော့အမှတ်တရဖြစ်အဲ့ဆိုရင်အမအနေနဲ့ရောဒီ internship အတွင်းမှာဘယ်လို skill တွေတိုးတက်လာတယ်လို့ကိုမြင်လဲအမရဒီ internship ပြီးတော့ခါကြတော့ဒီစေယုံရဲ့ workflow တွေကိုတေချာနားလည်ခဲ့ပြီးတော့ဒီ communication skill နဲ့ problem solving skill ပေါ့နော် 8 skill နှစ်ခုတိုးတက်လာရလို့ထင်တယ်။နောက်ပြီးတော့ခါကြတော့ကောက်ကိုလည်းပို့ပြီးတော့ဒီယုံကြည်မှုရှိလာတယ်ပြီးတော့ဒီလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ experience တွေအများကြီးပဲရရှိခဲ့တဲ့အတွက်အရန်လေးပြောရပါတယ်။ပြီးတော့ခါကြတော့အမနားလည်လာတာကြတော့ဒီလုပ်ငန်းခွင်နဲ့ဒီ classroom နဲ့ဆိုတာလုံးဝကွဲပြားခြားနားရဲဆိုတာအမအနေနဲ့သိလာရတယ်ဘာလို့လဲဆိုတော့အရင်တော့အမတို့ဆိုစတင်လို့ရှိရင်ကျတော့ဒီ south ထဲမှာပဲပေါ့နော်ဒီမြင်တွေ့ခဲ့ရတာတွေကိုဒီကိုကဒီ hospital ရောက်တော့ခါကျတော့ကို south ထဲမှာတင်ခဲ့ရတဲ့ဟာတွေကနေပြီးလက်တွေ့ဘယ်လိုအသုံးချရလဲပေါ့နော် patient care ဆိုတာဘာလဲဆရာဝန်ဆိုတာဘာလဲ nurse ရဲ့အလုပ်ငန်းစဉ်တွေကဘာလဲပြီးလို့ရှိရင်ဒီပေါ့နော် patientကိုဘယ်လိုမျိုးကာကွယ်ပေးရမလဲဒီယောဂတွေကနေပြီးတော့ကာကွယ်ပေးရမလဲနောက်ပြီးတော့လို့ရှိရင်ဒီ public health professional ဆိုတာဘာလဲဆိုတာလည်းပို့ပြီးတော့နားလည်လာရပေါ့နော်ဟုတ်တယ်เนาะအမပြောသလိုပဲညီမလေးတို့ကအเจ้าမှာကျတော့ဒါစာတွေ့ပဲသွားခဲ့ရတာမျိုးလीเนาะ hospital တွင်းမှာကျတော့အဓိကremind me စီက hospital management ကောင်းကောင်းပေါ့နော်ကောင်းကောင်းတစ်ခုဒီ system တစ်ခုလုံးလေပတ်ဖို့အတွက်ဒီပါမှတ်အတိုင်းကလုံးဝ important ဖြစ်တယ်အရှိမပြောခဲ့တယ်လို့ပဲပေါ့နော်ပြီးတော့နောက်တစ်ခုအနေနဲ့ကျတော့ hospital ဒီ management ပေါ်မူတည်ပြီးတော့ role alike လုပ်ခဲ့ရတဲ့ဟာ move of flow တွေပေါ့နော်ဒါတစ်စစ်system method တွေနဲ့ပတ်သက်ပြီးရောပြီးတော့ engagement တွေပေါ့နော်အများကြီးရှိရဆိုတာလေညီမလေး observation လုပ်ခဲ့ရတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ညီမလေးတို့သိခဲ့ရတာကကျတော့ public health professional တယောက်အနေနဲ့ဒါ patient တယောက်အပေါ်ကိုဒါ health care ပေးရမျိုးမဟုတ်ဘဲနဲ့ဒီ health care ဒီ environment ကိုအထောက်အကူတစ်ဖက်တစ်လမ်းကနေပြီးတော့ပြုနိုင်နေဆိုတာလည်းသိမြင်ခဲ့ရတယ်ပြီးတော့ဒီ internship အတွင်းမှာကိုယူထားရဲပေါ့နော်ဒီ public health professional ကတကယ်တန်မိုးရှိရမျိုးဆိုတာမျိုးကိုလည်းညီမလေးတွေ့ခဲ့ရပါတယ်ဟုတ်နောက်ဆုံးအနေနဲ့ပေါ့နော်ဒီ internship ကကိုယ့်ရဲ့ဒီ future အတွက်ပေါ့နော်ဘယ်လိုမျိုးအထောက်အကူဖြစ်ခဲ့လဲပေါ့နော်အဲ့ဒါလေးတစ်ချက်ဒီအမအနေနဲ့လဲပေါ့နော်ဒီ public health professional တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစေယုံရဲ့ system ကိုနားလည်ထားတာကိုအတွက်အကျိုးမရောက်ဘူးဆိုတာပို့ပြီးတော့နားလည်လာတယ်ပြီးတော့ခါကျတော့ဒီ future career အတွက်ဆိုလို့ရှိရင်လဲဒီ communication skill ဒီ problem solving skill တွေပေါ့နော်ဒီ lower tech skill တွေလဲပို့ပြီးတော့ဒီရရှိလာရလို့ခံစားရပါတယ်ညီမလေးဒီ job experience ကတော့အမအတွက်လုံးဝကိုတန်ဖိုးမဖြတ်နိုင်ဘူးပေါ့နော်ဒါဆိုလို့ရှိရင်ညီမလေးအတွက်ကရောညီမလေးအနေနဲ့ကတော့ဒီ internship ကနောက်လာမယ့် future career decision အတွက်အရင်ရေးကြည့်ရလို့မြင်မိရဲ့ပြီးတော့စာသင်ခန်းထဲမှာသင်ခဲ့ရတဲ့ဒီ hacker setting တွေကနေပြီးတော့ဒီလက်တွေ့မှာ real hacker setting အနေနဲ့အသုံးချခွင့်ရရှိခဲ့တယ်ပေါ့နော်အများကြီးပဲပေါ့နော်ဒါနောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီ internship ကညီမလေးကိုကိုယ်တိုင်ပေါ့နော်ဒါ confidence နဲ့တူတယ်အများကြီးပဲပေါ့နော် communication skill တွေအများကြီးတိုးတက်ခဲ့တယ်ဒီ future မှာလည်း hacker setting တွေမှာဘယ် role နေရာနေလောက်ကင်ရမလဲဆိုတာမျိုးပေါ့နော်ဒါမျိုးခြေခံအုံးကြီးတစ်ခုဖြစ်ခဲ့ပါတယ်အမနောက်လာမယ့် junior လေးကိုပြောချင်တာကတော့ဒီ internship program က graduation requirement တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့နောက်လာမယ့် future career ကိုပါ decision အနေနဲ့အသုံးချစီချင်ပါတယ်